အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ 3D print တစ်ခုဖြစ်လာဖို့အတွက်ပြုလုပ်ရအောင်အဆင့်ဆင့်ကိုကျွန်တော်ဗီဒီယိုလေးနဲ့ရှင်းပြပေးသွားမှာပါဒါကတော့ 3D software နဲ့ 3D model တစ်ခုကိုဒီဇိုင်းဆွဲနေတာပေါ့ဗျာ software ကတော့မိမိအားသက်တဲ့ software ကိုအသုံးပြုလို့ရပါတယ်ကျွန်တော်ကတော့ event line လာတာဆိုတော့ Cinema 4D ဆိုတဲ့ 3D software ကိုပဲအသုံးများပါတယ်ကျွန်တော်တို့ 3D model ဆွဲပြီးတဲ့အခါမှာ printer ကနားလည်တဲ့ G-code file အဖြစ်ပြောင်းလဲဖို့ 3D software ကနေ STL format နဲ့ export ထုတ်ပေးရပါတယ်။ model လည်းဆွဲပြီးသွားပြီ STL file လည်းရပြီဆိုရင်တော့ print ထုတ်မဲ့ software ထဲမှာ slider software လို့လည်းခေါ်ပါတယ်။ software တွေကိုသွားထည့်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ချောလာမချောလာလမ်းကြည့်တာပါ။စလိုက်ဒါ software တွေကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ site ကိုပြန်ချိန်ပေးရပါတယ်။ပိုသေးချအောင်လို့ double check လုပ်တဲ့သဘောပေါ့ဗျာ။ model ဆွဲပြီးလို့ slider software တွေရောက်လို့ရှိရင် slicing club လေးကိုနှိပ်ပေးရပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ error လေးကိုတွေ့ရမှာဖြစ်ပါတယ်။ 3D စိတ်ပိုင်းတွေက label မြောက်တဲ့ဟာမြောက်ဘေးနေရန်တွေကပါပျောက်ကုန်ပါတယ်။ base plate အသစ်နောက်တစ်ခုခေါ်ပြီးထပ်လုပ်လဲအဆင်မပြေဘူးဖြစ်နေပါတယ်အဲ့ error ဘယ်လိုရှင်းရမလဲသိတဲ့လူများအောက်မှာ comment မှတ်ပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အဲ့ error လေးကိုဖြေရှာလိုက်အောင်မယ်ဗျာတတား